ကဲအဖွားနာမည်ဘယ်လိုလဲမသိဘူး တော့ ဆန်းဝင်ဖွားတော့ဆန်းဝင်အသက်ဘယ်လောက်ပြောပါလဲ 60ကော ဟော60ခုနဲ့တော့ရှိနော်အိမ်ရလဲဒီမှာသူများအိမ်မကိုလဲနေပြီနော် လဲနေ ဟိုအခုပြိုနေတဲ့အိမ်နဲ့ကောင်းအောင်လုပ်ပေးမယ်နော် ဟုတ်ကဲ့ အိမ်လေးတက်တက်ရဲနဲ့နော်ကျွန်တော်တို့မှအလူရှင်မရှိဘူးနော် ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့မှအလူရှင်မရှိဘူးကျွန်တော်တို့လာလူတယ်ကျွန်တော်တင်ပေးတယ်တင်ပြီးတော့လာလူတယ်တယောက်က3000လာလူတယ်တယောက်က2000လာလူတယ်ဒါပဲ9000ပဲနော် ဟုတ်ပါ ကျွန်တော်တို့ဒီအားလေးနဲ့ရအောင်လို့ကျွန်တော်လုပ်ပေးတယ်နော် ဟုတ်ပါဗျာ ကျွန်တော်လည်းနားကျင်နေနော်အဖေနော်နားကျင်နေပြီဒါပေမဲ့ဟိုကိုယ်စိတ်ထဲမရဘူး ကိုယ်ကောင်းမှုလုပ်တယ်လားကိုယ်ကောင်းမှုရမှာပါ ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်မနေ့ကကြာအိမ်လေးပြီးရင်တော့လှူထားတဲ့အလူရှင်တွေကိုလည်းဆူတောင်းပေးဖို့ဗျာ တောင်း နော် လို့ဗျာ ကျွန်တော်တို့အိမ်တစ်လုံး9သိန်းနဲ့အလူခံတယ်လာဆောက်ပါကျွန်တော်တို့လိုဆောက်လို့ရတယ်ဆိုရင်အဲပြောကျွန်တော်တို့ပြက်ကလစ်ဆန်ဘယ်အိမ်ဝန်းမှာကျွန်တော်မဆောက်ခဲ့ဘူးနော်ဟောနော်နော်ပြီးရင်ကျွန်တော်ဓာတ်ပုံရကျွန်တော်ကိုယ်တိုင်ဆောက်မှာနော်အကုန်ရှင်းပြီးမှကျွန်တော်အကုန်ဆောက်မှာနော်ကျွန်တော်တို့အဲ့လိုမျိုးဟိုဟာလည်းမလုပ်ပါဘူးနော်ကျွန်တော်တခါအရင်ကတော့ကျွန်တော်ဓာတ်ပုံတော်တုံတော်ရိုက်ရမှာဒီမှာတော့ဟိုဟာဖြစ်လို့ရိုက်တာနော်ဟုတ်ပြီဟုတ်ပြီမနေ့ကညာအလူရှင်တွေဆူတောင်းပြီနော် တောင်းလို့ဗျာ